မနက်ခင်းမှလေ့ကျင့်ခန်းလုပ်ပါမယ်ရှင်ဒါကတော့လေ့ကျင့်ခန်းသွားမလို့ခင်အရှိမတန်းရှင်လောက်တာပါပြီးရင်တော့အဖွားနဲ့အတူလေ့ကျင့်ခန်းလုပ်ဖို့သွားပါပြီရှင်လေ့ကျင့်ခန်းလုပ်ဖို့အဖွားနဲ့အတူသွားပါပြီလေ့ကျင့်ခန်းလုပ်မယ့်နေရာရောက်ပါတော့မယ်ရှင်ဒါတော့လေ့ကျင့်ခန်းကျမတို့နေ့တိုင်းလေ့ကျင့်ခန်းလုပ်နေတဲ့နေရာလေးပါအဖွားတော့အဲ့မှာလေ့ကျင့်ခန်းလုပ်တာပေါ့နော်ကျမတော့ပြေးပါမယ်ရှင်ကျမတော့ပြေးပါတယ်အခုကစပြီးပြေးနေပါပြီရှင်စပြီးပြေးနေပါပြီကျမအနည်းဆုံးတစ်နေ့ကို3កောက်တော့မလို့ရှိရင်4កောက်ပြေးပါတယ်ခြေလမ်းနေနဲ့ဆိုရင်တော့9000 1000အန်လောက်ပြေးပါတယ်ဒါတော့ပြေးတယ်ရှင်ပြေးလို့ပြီးသွားရင်တော့ဒီချိန်ကနေလည်းပါလို့မဟုတ်ရှင်ဒီလိုပြီးသွားပြီဖြစ်ရှင်ဒီလိုပြီးသွားတဲ့အခါကျတော့ဒီချိန်မှာလေယောဂလေးကျင့်နေတယ်လို့ပြောလို့ပါမယ်ယောဂလေးကျင့်နေစတဲ့လောက်ပါတော့မရှင်အားပေးကြပါအောင်နော်ကျမလည်းဒီချိန်မှာလောက်တာလေးကိုအားပေးကြပါအောင်ဒါတော့နေ့တိုင်းကျမလုပ်တဲ့လေးကျင့်နေပါဒီချိန်ကလေးဒီများတွေကလောက်ပါလို့ပြောတာလွယ်ပြီမဲ့လေတကယ်လုပ်ချင်အရင်ကပြင်မှမှာလည်းအရင်ခက်ခဲပါတယ်ဒီချိန်ကလောက်တဲ့ဒီတိုင်းပြီးမှာပေါ့ရှင်ပြေးရတာလေအဲ့လိုခြေလမ်းလေး1000ရဖို့တော်တော်လေးကိုအားဆိုင်ပြီးပြေးရတယ်ပြင်ပန်းရတယ်ရှင်ဒါပေမဲ့လေချိန်ကလည်းပြီးသွားရင်တော့အရင်နဲ့လွတ်ထားလို့ကောင်းပြီးတရှိတယ်တနေ့ကုန်ဆိုလို့ရှိရင်အများဆုံးတက်ရှိတယ်ပေါ့ရှင်ဒါတော့ကျွန်မပထမဆုံးတွေ့တော့မှလေ့ကျင့်ခန်းလုပ်တဲ့ဘလော့လေးကိုတင်ပေးရပါရှင်အားပေးရပါအောင်နော်ကျွန်မဘလော့လေးကိုမဆာလုပ်တဲ့အတွက်ကြောင့်မလို့အမပါမယ်ဆိုလို့ရှိရင်လည်းခွင့်ပေးပါကျွန်မတို့လေ့ကျင့်ခန်းကိုပြေးတာတော့တနိုင်ပြီးတော့လေ့ကျင့်ခန်းကိုနိုင်ပြီးတော့လုပ်ပါတယ်အဖွားတော့အဲ့ဒီနားမှာထိုင်ပြီးတော့စကားပြောနေတယ်ဒါမှမဟုတ်ရှင်လေ့ကျင့်ခန်းလုပ်နေတယ်ပေါ့ရှင်ကျမရဲ့လေ့ကျင့်ခန်းလုပ်ချင်ရလဲပြီးဆုံးတော့မှာပါကျမရဲ့လေ့ကျင့်ခန်းလုပ်ချင်ပြီးဆုံးသွားပြီဆိုရင်တော့မနဲ့ခေါင်းနဲ့အလုပ်ပြန်လာပြီးချက်ပြုတ်စားတော့ပါတယ်ပေါ့ရှင်ကဲကျမရဲ့ vlog လေးကြည့်ရှုပြီးတဲ့ဒီတရားတင်ကြည့်တိုင်းအောင်ကျေးဇူးတင်ပါတယ်နောက်တော့ကျမရဲ့ vlog လေးကိုအားပေးကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရစေရှင်အမားလေးပိုင်းလည်းခွင့်ပြုပေးပါကဲမချက်တော့မရှင်ဒါ